ထွက်ပြေးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်34ဦးကိုဘင်္ဂလားဒေ့ရှ်ကနေရပ်ပြန်ဖို့နိုင်ငံပိုင်နက်ထဲထွက်ပြေးခိုလုံရောက်ရှိနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်34ယောက်ကိုနေရပ်ပြန်ပို့ပေးခဲ့တယ်လို့ဘင်္ဂလားဒေ့ရှ်အစိုးရကကြေညာခဲ့ပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံသားရေးဝန်ကြီးဌာနရဲ့မေလ9ရက်နေ့ထုတ်ပြန်ချက်ထဲမှာတော့စစ်ကောင်စီစစ်သားတွေနဲ့နယ်ခြားဆောင်ရဲ BGP တပ်ဖွဲ့ဝင်တွေကိုကော့စ်ဘဇားမြို့လေဆိပ်ကနေအရက်ဖက်လေယာဉ်တစ်စီးနဲ့ပြန်ပို့လိုက်တာလို့ဖော်ပြထားခဲ့ပါတယ်။ကော့စ်ဘဇားနဲ့ပတ်တူခါလီအကျဉ်းထောင်တွေမှာဖမ်းဆီးထိန်းသိမ်းခံထားရပြီးလွတ်ရက်စေ့သွားပြီဖြစ်တဲ့မြန်မာနိုင်ငံသားအကျဉ်းသားဟောင်း6ဦးကိုလည်းသူတို့နဲ့အတူနေရပ်ပြန်ပို့လိုက်တယ်လို့အဲ့ဒီထုတ်ပြန်ချက်မှာပါရှိခဲ့ပါတယ်။ဘင်္ဂလားဒေ့ရှ်နဲ့နယ်စပ်ထိစပ်ရာရခိုင်ပြည်နယ်ထဲကတိုက်ပွဲတွေကြောင့်အဲ့ဒီစစ်ကောင်စီတပ်သားတွေနဲ့နယ်ခြားဆောင်ရဲတွေဟာနယ်စပ်ဖြတ်ကျော်ပြီးဒီဇင်ဘာနဲ့ဇန်နဝါရီလတွေတုန်းကဘင်္ဂလားဒေ့ရှ်ပိုင်နိုင်ကွန်ချာရိုင်နဲ့ဘန်ဒါဘန်ဒေသတွေထဲထွက်ပြေးခိုလုံခဲ့ကြတာလို့ဆိုပါတယ်။နေရပ်ပြန်ပို့ရေးကိစ္စလိုအပ်တဲ့စာရွက်စာတမ်းတွေကိုစစ်ကောင်စီနဲ့ညှိနှိုင်းအတည်ပြုပြီးတဲ့နောက်သူတို့ကိုမြန်မာနိုင်ငံပြန်ပို့ခဲ့တာဖြစ်တယ်လို့ဘင်္ဂလားဒေ့ရှ်ကပြောပါတယ်။နေရပ်ပြန်ပို့တဲ့လုပ်ငန်းစဉ်ကိုနိုင်ငံသားရေးဝန်ကြီးဌာနကကြီးမှုခဲ့ပြီးပြည်ရေးရေးဝန်ကြီးဌာနလက်အောက်ခံလုံခြုံရေးဌာနနဲ့ကော့ဘဇားအုပ်ချုပ်ရေးတာဝန်ရှိသူတွေကပူးပေါင်းပါဝင်ခဲ့တယ်လို့လည်းသိရပါတယ်။နေရပ်ပြန်ပို့ခံရသူတွေလေယာဉ်ပေါ်တက်သွားတဲ့အချိန်ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာမြန်မာတန်ယုံအရာရှိတွေကလည်းလေဆိပ်မှာရှိနေခဲ့တယ်လို့ဆိုပါတယ်။2024ခုနှစ်တုန်းကလည်းရခိုင်ပြည်နယ်မှာအာရခတပ်တော်ရဲထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရာနဲ့ချီပြီးနယ်စပ်ဖြတ်ကျော်ပြီးဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးခဲ့ကြပါတယ်။ထွက်ပြေးလာတဲ့မြန်မာစစ်သားနဲ့နယ်ခြားဆောင်ရဲ85ယောက်ကိုဘင်္ဂလားဒေ့ရှ်အစိုးရကလေးတုပ်ခွဲပြီးနေရပ်ပြန်ပို့ခဲ့ပူးပါတယ်။